ရခါမူဆိုးတယောက်ဖြစ်ပြီးတနေ့မှာသူဟာတောထဲကိုအမဲလိုက်ထွက်လာခဲ့တဲ့နေ့လည်ခင်းချိန်မှာသူဟာတောထဲမှာလမ်းပြောင်းနေတဲ့သူဟာအနီးနားကတစ်ပင်တွေကြားမှာလှည့်ပတ်ရင်းမထင်မှတ်ပဲတရေတစ်ကောင်နဲ့ရင်ဆိုင်မိတယ်။တရေဟာအဖြူရောင်ဝတ်စားတွေနဲ့ဝတ်ဆင်ထားပြီးမျက်နှာကဖြူဖက်ဖြူရောနဲ့ကြောက်စရာကောင်းနေတဲ့ကြားခါကြောက်လန့်သွားပြီးသူ့ရဲ့တနက်ကိုကင်ပြီးပြစ်ဖို့ကြိုးစားတယ်ဒါပေမဲ့တနက်ကမပြစ်နိုင်ဘူးတရေဟာသူ့ကိုချင်းကပ်လာပြီးသူ့ရဲ့မျက်လုံးတွေကိုစိုက်ကြည့်နေတယ်။ရခါကြောက်လန့်ပြီးပြေးဖို့ကြိုးစားတယ်ဒါပေမဲ့သူ့ခြေထောက်တွေကလှုပ်မရဘူးတရေဟာသူ့ကိုထိမိလိုက်တဲ့အခါဂျက်ခက်ဟာအော်ဟစ်ပြီးသတိလစ်သွားတယ်။နောက်တစ်နေ့မှာဂျက်ခါသူ့ရဲ့အိမ်မှာနိုးလာတယ်သူဟာအိမ်မက်ဆိုးတစ်ခုကိုမက်ခဲ့တယ်လို့ထင်ခဲ့တယ်ဒါပေမဲ့သူ့ရဲ့လက်မောင်းမှာတရေရဲ့လက်ဖွေတွေရှိနေတာကိုတွေ့လိုက်ရတယ်။ဂျက်ခါသူ့ရဲ့လက်မောင်းမှာရှိတဲ့တရေရဲ့လက်ဖွေတွေကိုကြည့်ပြီးထိတ်လန့်သွားတယ်ဒါဟာအိမ်မက်မဟုတ်ဘူးဆိုတာသူသိလိုက်တယ်သူဟာတကယ်ပဲတရေနဲ့တွေ့ခဲ့ရတာဖြစ်ပြီးအခုချိန်မှာသူ့ဘဝဟာလုံးဝပြောင်းလဲသွားပြီလို့ခံစားရတယ်သူဟာဘာလို့ရမှန်းမသိတော့ပဲစိတ်ရှုပ်ထွေးနေတယ်ညဘက်မှာဂျက်ခါအိတ်မပျော်ပဲသူ့ရဲ့အိတ်ခမ်းထဲမှာထိုင်ပြီးစဉ်းစားနေတယ်သူဟာတရေနဲ့တွေ့ခဲ့တဲ့အဖြစ်အပျက်ကိုပြန်ပြောင်းသတိရနေတယ်ရုတ်တရက်သူ့ရဲ့အိတ်ခမ်းထဲမှာအေးတက်တစ်ခုဝင်လာတယ်လို့ခံစားရတယ်သူဟာလှည့်ကြည့်လိုက်တဲ့အခါတရေဟာသူ့ရဲ့အိတ်ခမ်းထဲမှာရက်နေတာကိုတွေ့လိုက်ရတယ်တရေဟာဂျာကိုစကားပြောဖို့ကြိုးစားနေတယ်လို့ဖြစ်နေတယ်ဂျာခါကြောက်လန့်နေပေမဲ့သူ့ရဲ့စိတ်ထဲမှာတရေဟာသူ့ကိုအန္တရာယ်မပြုဘူးဆိုတဲ့ခံစားချက်တစ်ခုရှိနေတယ်သူဟာတရေကိုမေးခွန်းတွေမေးဖို့ကြိုးစားတယ်မင်းမဖြစ်လို့ငါ့ကိုလိုက်နေတာလဲလို့ဂျက်ကမေးတယ်တရေဟာသူ့ရဲ့မျက်လုံးတွေကိုစိုက်ကြည့်ပြီးငါရဲ့အလောင်းကိုရှာဖွေပေးဖို့လိုအပ်နေတယ်ငါရဲ့အလောင်းကိုမင်းတို့ရွာရဲ့တောအုပ်ထဲမှာမြုပ်နှံထားတယ်ငါရဲ့အလောင်းကိုရှာဖွေပြီးတင့်တော်တဲ့အခမ်းအနားနဲ့မြုပ်နှံပေးဖို့လိုအပ်နေတယ်လို့ပြောတယ်။ရက်ခါတရေရဲ့တောင်းဆိုချက်ကိုလက်ခံလိုက်တယ်။နောက်တစ်နေ့မှာသူဟာရွာရဲ့တောအုပ်ထဲကိုသွားပြီးတရေရဲ့အလောင်းကိုရှာဖွေတယ်။နောက်ဆုံးမှာသူဟာတရေရဲ့အလောင်းကိုရှာဖွေတွေ့ရှိလိုက်တယ်။သူဟာရွာသားတွေနဲ့အတူတင့်တော်တဲ့အခမ်းအနားနဲ့တရေရဲ့အလောင်းကိုမြုပ်နှံပေးလိုက်တယ်။ညဘက်မှာဂျက်ဟာသူ့ရဲ့အိမ်မှာအနားယူနေတော့တရေဟာသူ့ရဲ့အိမ်မက်ထဲကိုဝင်လာတယ်တရေဟာဂျက်ကိုကျေးဇူးတင်ပြီးသူဟာငြိမ်းချမ်းစွာနားခိုနိုင်တော့မယ်လို့ပြောတယ်ဂျက်ဟာသူ့ရဲ့အိမ်မက်ထဲမှာပြုံးပြီးတရေကိုနှုတ်ဆက်လိုက်တယ်နောက်တစ်နေ့မှာဂျက်ဟာသူ့ရဲ့ဘဝကိုပြန်လည်စတင်တယ်သူဟာတရေနဲ့တွေ့ခဲ့ရတဲ့အဖြစ်အပျက်ကိုသတိရနေပေမဲ့သူဟာတရေရဲ့တောင်းဆိုချက်ကိုဖြည့်ဆည်းပေးနိုင်ခဲ့တာကြောင့်စိတ်ထဲမှာအေးချမ်းမှုတစ်ခုရှိနေတယ်